ကျတို့လူကြီးတွေကကဘာကြီးကိုအယောင်နေနဲ့မြင်နေရတဲ့အချိန်ဆေးရောင်ချင်နေတဲ့အချိန်တစ်ချက်ကလေးလေးညံဖုံးရှံကတော့ခဲအယောင်စနစ်ကလေးတွေနဲ့ပဲသူ့ရဲ့အမှုပညာကဘာလေးကိုအယောင်သွင်းမှုကြိုးစားနေတဲ့ကလေးလေးဖြစ်ပါတယ်ညံဖုံးရှံလေးဆိုရင်10နှစ်ပဲရှိသေးတယ်ပေါ့နော်အခုခဲနဲ့ကလာဘတ်ဆက်တန်းကိုစပြီးတက်နေရတဲ့အချိန်လေးဖြစ်ပါတယ်အခုသူ့ရဲ့လက်ရလေးတွေကိုဒီချေတို့ကြည့်ပဲဆိုလို့ရှိရင်သူ့ရဲ့စိတ်ရှိမှုပြီးသွားတဲ့အခါသူ့ရဲ့ကြိုးစားမှုပကြီးအပေါ်သူဘလောက်ထိပေါ့နော်စိတ်ဝင်စားလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒီချေတို့မြင်တွေ့ရမှာဖြစ်ပါတယ်လူကြီးလောက်နီးပါးကိုသူကခဲတုံးတွေကိုတော်တော်နိုင်တယ်အလင်းအမောင်တွေကိုလည်းတော်တော်ကြွားကျင်နေပေါ့နော်အဲ့လိုနိုင်အောင်လဲသူကသူ့အိမ်မှာလည်းအရန်ဆွဲတယ်တီချဲပေးသမျှသင်ငန်းစာတီချဲလောက်ခိုင်းသမျှပေါ့သင်ငန်းစာတွေအားလုံးကိုလည်းမငြီးမညူးလုပ်ပေးရှာတယ်ပေါ့နော်အဲ့အတွက်သူ့လက်ရာလေးတွေကအရန်ကောင်းပြီးတီချဲတို့လူကြီးတွေတောင်မှဟာကနေဟင်းနဲ့ဖြစ်သွားလောက်အောင်သူကဆွဲနိုင်တဲ့ကလေးလေးဖြစ်ပါတယ်ဒါကတော့တီချဲမင်္ဂလာတော်တင်နန်းကညဖုံးရှန်လေးဖြစ်ပါတယ်အသက်ကတော့10နှစ်ပါခဲတန်းမှာတက်နေတဲ့ကလေးလေးဖြစ်ပါတယ်တကယ်လို့ညဖုံးရှန်လေးလို့ပကြီးကားလေးတွေစိတ်ဝင်စားတယ်ဆိုရင်ဒီချက်ရဲ့မြတ်တရာပကြီး page မှာလာပြီးတော့စုံစမ်းနိုင်ပါတယ်